好，明啦吧？今年 MCB 当时零年毕业出国，湖南你有美国里当面当马屁牌的，可能送啦嘛 MCB 啊，反正你毕嘛嘞没丢嘛嘞。當時你呢邊嘛吧啊，所以 MCB 呢毛哩呢，所以不都要補比較得啲吧嘞。 ？MCB 部機吧，好嘅吧，我哋接觸吧。是吧嘛？ကိုကို MCB မှာပေါ့ဆက်ပြီးတော့စူးစမ်းခြင်းသိရှိတဲ့အရာတွေရောဘယ်လိုအရာမျိုးဖြစ်မလဲပေါ့နော်နည်းနည်းလောက်မျှဝေပေးပါအောင်ရှင်ဟာ ဟုတ်ကျွန်တော်ကအခုဒီလူကြီးယူနေပေါ့နော်အဲ့လိုတူတူအလုပ်လုပ်ရတယ်ပြီးတော့ management ကလည်းလမ်းညွှန်မှုတွေရတယ်ပေါ့နော်အဲ့အတွက်ကျွန်တော်စီမှာရှေ့ဆက်ရမယ်လေးလာတင်မှုတွေဘဝတိုးတက်မှုတွေအများကြီးရှိတဲ့အတွက် MCB နဲ့ပူပေါင်းလုပ်ဆောင်ရတဲ့အတွက်ဝမ်းသာပျော်ရွှင်ပါဟုတ် အဲ့34နှစ်ပြည့်အတွက်ကိုပေါ့နော် MCB အတွက်ကိုအကိုရဲ့စူတောင်းစကားလေးမျှဝေပေးပါအောင် ဒီနှစ်မှာကြာမယ်ပေါ့နော်ဒီ MCB ရဲ့34နှစ်ပြည့်ဒီနေ့မှာစပြီးတော့ပေါ့နော်နောက်နှစ်ပေါင်းများစွာပေါ့နော်ကျွန်တော်တို့ရဲ့ဒီတန်ဖိုးထားဒေးစားရတဲ့ကျွန်တော်တို့ customer တွေကျွန်တော်တို့အားလုံးဒီ stakeholder တွေအကုန်လုံးရဲ့ဒီအပေါ်မှာအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ပြီးတော့မှယုံကြည်စိတ်ချရတယ်ပေါ့နော်ကျွန်တော်တို့မျှော်မှန်းထားတဲ့ထိတ်တန်းဘန်ကြီးတစ်ခုအနေနဲ့ဒီထာဝရဒီရက်တည်သွားနိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးချင်ပါတယ်ဟုတ် ဒီမှာအမအချိန်ဆုံးပေါ့နော်အချက်လေးတစ်ချက်လောက်ရှင်ပြပြပေးပါအောင် MCB မှာအကြိုက်ဆုံးချက်တွေကတော့အများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ထက်ကမှအကြိုက်တကအကြိုက်ဆုံးချက်ကဘာလဲဆိုတော့အမားတို့ကကြတော့ဒီ risk ကကြတော့အများအား discussion လုပ်ရတယ်ပေါ့နော်သက်ဆိုင်ရာ HOD တွေရဲ့သူတို့ရဲ့သက်ဆိုင်ရာ team member တွေရဲ့ discuss တွေလုပ်ရတယ်ပြီးရင်သက်ဆိုင်ရာဒီ senior management team တွေပေါ့နော်အများအား discuss တွေလုပ်ရတယ်အဲ့ခါမှာသူတို့ရဲ့ supporting တွေလို့ရှိရင်သူတို့ရဲ့ဒီပေါ့နော်discuss လုပ်တဲ့အခါမှာသူတို့ရဲ့အကြံပေးချက်တွေပံ့ပိုးကူညီမှုတွေအများကြီးရတယ်ပေါ့နော်အဲ့အတွက်လည်းကျေးဇူးအများကြီးတင်တယ်အဲ့လိုမျိုးလဲဒီပေါ့နော် welcome လည်းလုပ်တယ်ဒီ friendly ပေါ့နော်ဒီလို discuss တွေလုပ်ပေးတယ် suggestion တွေလည်းပေးတဲ့အတွက်လည်းအမအဲ့ချက်ကိုအရင်ကြိုက်ပါတယ် အတူပေါ့နော်အကိုဘာတွေတိုးတက်ပြောင်းလဲလာလဲပေါ့နော်အဲ့ဒါလေးလည်းနည်းနည်းလောက်မျှဝေပေးပါအောင်ကို ဟုတ်ကဲ့ဟိုတိုးတက်မှုကတော့ရှိပါတယ်တိုးတက်မှုကကျွန်တော်တို့ဒီအလုပ်နေနေပဲဒီကျွန်တော်တို့ banking ဒီ industry အကြောင်းတွေပေါ့နော်သူတွေရဲ့ regulation အကြောင်းတွေ regulator သတ်မှတ်ထားတဲ့ကျွန်တော်တို့ဒီစီမင်းစည်းကမ်းတွေပေါ့နော်လိုက်နာမယ်စီမင်းစည်းကမ်းတွေဒီဟာတွေကိုလည်းကျွန်တော်တို့ကဟိုစဉ်ဆက်မပြတ်လေ့လာပြီးတော့မှဒီ regulation တွေနဲ့ကျွန်တော်တို့ကအညီလိုက်နာပြီးတော့သွားရတာပေါ့နော်။ကိုယ့်ရဲ့လုပ်ငန်းခွင်မှာလည်းလက်ရှိလုပ်ငန်းခွင်မှာလည်းဟိုလုပ်ရင်းကိုင်းတဲ့တိုးတက်မှုတွေကိုကျွန်တော်တို့ကဟိုမြင်တဲ့အခါမှာတိုးတက်မှုတွေရရှိအောင်ဒီလိုပဲဆောင်ရွက်ရတာပေါ့နော်ကိုယ်လုပ်ငန်းကိုဟိုလက်ရှိထက်တိုးတက်အောင်ဒါအများနဲ့စဉ်းစားပြီးတော့လုပ်နေရတာဖြစ်တဲ့ကြောင့်မလို့ဟိုလုပ်ငန်းတွေးကြုံရောကျွန်တော်လက်ရှိလုပ်နေတဲ့ဟာတွေကိုလည်းစဉ်းစားမပြတ်ဒီလိုနာဟုတ်နေတိုးတက်အောင်လုပ်နေတာဖြစ်တဲ့ကြောင့်မလို့တိုးတက်မှုတွေတော့ရှိပါတယ် ဒီအရင်တော့ MCB နဲ့အခု MCB ပေါ့နော်အကိုတတိထားမရသလောက်ပေါ့နော်တိုးတက်ပြောင်းလဲလာလေးတွေမျှဝေပေးပါအောင်ကို လုပ်ငန်းခွင်မှာတော့ကိုလူငယ်တွေပေါ့နော်အများကြီးတွေ့လာရတယ်ပေါ့နော်ဝန်ဆောင်မှုပေးတဲ့အပိုင်းမှာလည်း digital နည်းပညာကိုအသုံးပြုပြီးတော့အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်မှုအတွက်စ조사ဆောင်ရွက်လာတာကိုတွေ့ရပါတယ် ဒီမှာပျော်ရွှင်ရဆုံးချိန်တော့မဟုတ်အမတ်တရဖြစ်ခဲ့ရတဲ့အချိန်လေးရှင်လည်းပြပြပေးပါအောင် ဟုတ်ရှိရဲညီမတို့အထူးသဖြင့် OT ဆင်းရတဲ့အချိန်ပေါ့နော် OT ဆင်းရရဲ့အလုပ်တရားတော့များတယ်ဒါပေမဲ့ကိုယ်လုပ်ဖို့ကိုင်မဲ့တင်နေအတူတူဆင်းရတဲ့ခါကျတော့ဒီလိုပဲဟာသားတွေပြောရင်းနဲ့ပဲကုံဆုံးရရဲပေါ့နော်အဲ့ဒါအမှတ်တရဖြစ်သွားပါတယ်ဟုတ် MCB မှာပေါ့နော်အမရဲ့လုပ်ဖို့ကိုင်မဲ့ဒီကိုအမမေကွန်းတစ်ခုတည်းနဲ့ပေါ့နော်ဒီပြပြရမယ်ဆိုအမဘယ်လိုလေးပြပြချင်လဲရှင် ပြောနေပြီးကိုညီတဲ့လူတွေပါရှင် အကိုတို့ပေါ့နော် customer တွေဝန်ဆောင်မှုပေးရတဲ့အခါမှာဘယ်လိုအရာမျိုးတွေကအရေးကြီးဆုံးလို့အကိုထင်လဲရှင် customer ရဲ့လိုအပ်ချက်ကိုအဆင်ပြေနဲ့အမြန်ဆုံးလုပ်ပေးနိုင်တာအရေးကြီးဆုံးလို့ထင်ပါတယ်ခင်ဗျာ MCB ကိုစတင်ပေါ့နော်အလုပ် join ခဲ့တဲ့အချိန်တော့အကိုခန်းစားရတဲ့ခန်းစားချက်လေးပြပြပေးပါဦး ဟုတ်စောင့်ဝင်တဲ့နေ့ကလေးကဒီကလုပ်ဖို့ကံမင်းကြီးကနည်းနည်းလေးနဲ့ကြိုးဆိုကြရပါတော့ဟုတ် MCB လုပ်ငန်းခွင်မှာပေါ့နော်အမရဲ့လုပ်ငန်းခွင်ခန်းစားချက်ဆိုလို့ရှိရင်အမဘယ်လိုမျိုးလေးပြောချင်လဲမသိဘူးရှင် ဟုတ်ပျော်ရွှင်မှုလို့ပဲပြောချင်ပါတယ်ရှင်ဟုတ်ဟုတ် ပျော်ရွှင်မှုဆိုတော့အမဘယ်လိုပျော်ရွှင်မှုမျိုးပြောချင်တာလဲမသိဘူးရှင်ဟာ တင်းထဲမှာအမတွေညီမလေးတွေနဲ့ပေါ့နော်အလုပ်တူတူလုပ်ရတာတအားပျော်ဖို့ကောင်းပါတယ်ဟုတ်အဲ့ဒါကြောင့်ပါနော် အခု MCB ရဲ့ဆောင်ပုဒ်ကလေးဘာများဖြစ်မလဲမသိဘူးရှင် ဟောဒါကလွဲပါတယ်ညီမရဲ့စိတ်ချမြတ်ဒီ MCB ပဲပေါ့ ဟုတ်ကဲ့အကိုဖြေကြပြီးရကျေးဇူးတင်ပါတယ် စိတ်ချမြဲ